တန်တန်ဒီကခွဲထားခဲ့ပေမဲ့နှလုံးသားချင်းနီးနေသူနှုတ်ဒီကမ္ဘာပေါ်မှာအာဏာရှိဆုံးလူသားတွေတောင်မှသူတို့ရဲ့အားနည်းချက်ကိုစကားမပြောနိုင်တဲ့တသက်ဝလေးတွေစီမှာပုံဝက်တက်ကြပါရီအဲ့ဒီထဲကမှကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအရေးရဲ့ထိပ်သီးခေါင်းဆောင်မေစုတွက်ကတော့အဲ့ဒီရဲ့အားကိုးရကတိုင်ချီရိုလို့ခေါ်တဲ့ခွေးတကောင်လေးပါပဲနေကျေကျုပ်တန်တန်ရဲ့ကြားမှာစတင်ခဲ့တဲ့သူတို့ရဲ့တန်ရောစင်ကအခုချိန်မှာတော့ထောင်နေရနေကြောင်းမလို့တကွဲတပြားဖြစ်နေကြပါပြီဒီနေ့မှာတော့သမိုင်းဝင်ဖြစ်ရက်တွေရဲ့နောက်ွယ်ကအလုံးကမနူးညံ့တဲ့လူသားဆန်မှုအကြောင်းကိုတင်ဆက်ပေးကြပါမယ်တိုင်ချီရိုဆိုရဲမီကဂျပန်လိုလမ်းပြကျဲလို့အထိပ္ပယ်ရပါတယ်2010ခုနှစ်နိုဝင်ဘာလမှာဒေါ်ဆန်စုကြည်ကနေအကျေကျုပ်ကလွတ်မြောက်လာခဲ့တဲ့ချိန်မှာတားငယ်ကုတ်ထိန်လင်းကဒီရဲ့ခွေးလေးကိုရန်ကုန်ကညာစီတစ်ခုမှာဝယ်ယူပြီးတော့လက်ဆောင်ပေးခဲ့တာပါအဲ့ဒီအချိန်မှာတိုင်ချီရိုကအရန်ကိုမှငယ်သေးတဲ့ခွေးပေါက်လေးပဲရှိပါသေးတယ်အထီးကျန်လာတဲ့နေအကျေကျုပ်တန်တန်းတစ်ချောင်းမှာမိသားစုနဲ့ဝေးကွာနေခဲ့ရတဲ့အမေစုအတွက်ကတော့ဒီရဲ့ခွေးလေးကသားသမီးတစ်ယောက်လိုတငယ်ချင်းတစ်ယောက်လိုပဲအစားထိုးမရတဲ့ရင်းနှီးမှုကိုလည်းပေးစွမ်းခဲ့ပါတယ်2016ခုနှစ်အစိုးရဖွဲ့ပြီးတော့နေပြည်တော်ကိုလည်းပြောင်းရွှေ့လာတဲ့အခါမှာလည်းတိုင်ချီရိုကတော့အမြဲတမ်းပဲပါဝင်လာခဲ့ပါတယ်အမေစုကနိုင်ငံတော်လုပ်ငန်းတွေနဲ့ဘလောက်ပဲမအားမလက်ဖြစ်နေပါစေနည်းနည်းခင်လန်းလျှောက်ချိန်တွေမှာတိုင်ချီရိုကိုလည်းအနားမှာခေါ်ထားလေးရှိပါတယ်ထူးခြားတာတစ်ခုကတော့တိုင်ချီရိုကလူစိမ်းတွေကိုမြင်တော့အရန်ကုန်မှဟောက်တက်ပေမဲ့အမေစုရဲ့နားကိုရောက်လာခဲ့တဲ့ဧည့်သည်တွေတဲကအချို့ကိုတော့ထူးထူးခြားခြားပဲခင်မင်ပြတတ်ပါတယ်အမေစုကိုယ်တိုင်ကသူဟာရေချိုးပေးရတာအမီဖိဖိရတာကအမေစုတွက်ကတော့နိုင်ငံရေး PR တွေကြားကနေအနားယူခြင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်း2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတော့အရာလုံးကအမှောင်ကျသွားခဲ့ရပါတယ်။အမေစုဖန်စီခံလိုက်ရတဲ့အချိန်မှာတိုင်ချီရိုကလည်းအတူပါသွားခဲ့ပြီးတော့နေပြည်တော်ကနေတစ်ခုမှအတူတူထိမ့်သိမ်းခံခဲ့ရပါတယ်။တကယ်ကြီးကွဲစရာအခိုက်အတန့်ကတော့2022ခုနှစ်ဆွမ်းလာမှာဖြစ်ပါတယ်။အမေစုကိုနေကနေချုပ်ထောင်ကိုပြောင်းရွှေ့လိုက်တဲ့အခါမှာတော့စစ်ကောင်စီကတိုင်ချီရိုကိုအတူယူဆောင်ခွင့်လုံးဝကိုမှပိတ်ပင်ခဲ့ပါတယ်။အသက်89နှစ်ရွယ်လူကြီးတယောက်ကိုသူ့ရဲ့တူရီတော့အဖို့ဖြစ်တဲ့တတဝါလေးနဲ့အတရားသမားခွဲခွာသွားရတာကလူသားချင်းစာနာမှုဆိုင်ရာမေးခွန်းထုတ်စရာလည်းဖြစ်လာခဲ့ပါတယ်။အခုဆိုရင်တော့တိုင်ချီရိုကအသက်73နှစ်ကျော်14နှစ်ထဲကိုလည်းရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ခွေးကောင်ရဲ့တတန်းရဆိုရင်တော့ဒါဟာအိုမင်းရော်နေတဲ့အရွယ်တစ်ခုပါပဲ။လက်ရှိမှာတော့တိုင်ချီရိုကနေပြည်တော်ကအမေစုရဲ့နေအောင်မှာပဲဝန်ထမ်းတွေရဲ့ဆောင်းရှောက်မှုတွေအောက်မှာရှိနေခဲ့ပါတယ်။သူဟာသူ့တခင်ရဲ့အနှံ့ကိုမက်မိနေတော့မလား။အင်နဂါဝါကနေတခင်ပြန်လာမဲ့ခြေတံတွေကိုနားဆွေနေတော့မလားတန်တန်လေးချားနာနေခဲ့ပေမဲ့သူတို့နှစ်ယောက်ရဲ့တန်ရောစင်ကတော့မြန်မာတမိုင်းမှာလူသားဆန်တဲ့တင်ကြတာတစ်ခုဖြစ်ကျန်ရှိနေကြတော့မှဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်အဝေးမှရှိနေကြကြပေမဲ့ဒီနေ့မှာတော့ဒီသစ္စာရှိတဲ့အဖြူအောင်တတဝါလေးနဲ့သူ့ရဲ့တခင်ပြန်လဲစုံစည်းခွင့်ရမယ့်နေ့ဟာကျွန်တော်တို့အားလုံးရဲ့အိမ်မက်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအမေစုရောအချစ်တော်ခွေးလေးတိုင်ချီတော့ပါဘေးအန္တရာယ်ကင်းကင်းနဲ့ကြမ်းကြမ်းမာမာရှိပြီးနှွေးထွေးတဲ့ရင်ခွင်မှာအမြန်ဆုံးပြန်လည်စုံစည်းနိုင်ကြပါစေလို့ကျွန်တော်တို့အားလုံးကိုစားဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ